လီနာမမျောလိမ့်မယ်နိုးလာတဲ့အခါသူမရဲ့ရင်တွေတိတ်တိတ်ခုန်ပြီးဘေးနားကဂျိုသားတယောက်ကိုတွေ့လိုက်ရတယ်။သူမထွက်ပြေးဖို့စူးစမ်းပေမဲ့ထွက်မပြေးနိုင်ခင်မှာဂျိုသားကသူမကိုဖိထားတာကြောင့်လှုပ်လို့မရတော့ဘူး။သူမပြန်ခုခံပေမဲ့အချီးနီးပဲ။ဂျိုသားကသူမကိုပိုပြီးတင်းကျပ်စွာဖိထားလိုက်တယ်။ဖိအားကအရန်ပြင်းထန်တာကြောင့်သူမမေ့လဲသွားတယ်။ဂျိုသားကသူမရဲ့လှုပ်ရှားမှုတိုင်းကိုလိုက်လုပ်ပြီးသူမလုပ်သမျှကိုလုပ်တယ်။သူမပြန်နိုးလာတဲ့အခါဂျိုသားကမထွက်သွားပေမဲ့အခုတော့ဂျိုသားကသူမကိုအတုခိုးနေတယ်ဆိုတာသူမနားလေသွားတာကြောင့်အခွင့်ကောင်းယူလိုက်တယ်။သူကကြောပိုးအိတ်ကိုငုံပြီးသူမစီကိုဖြည်းဖြည်းချင်းချင်းကပ်လာပြီးအိတ်ထဲကအဖြူရောင် phosphorus ဘုံတစ်လုံးကိုထုတ်ယူကာဂျိုသားရဲ့လက်ထဲဖြည်းဖြည်းချင်းထည့်လိုက်တယ်။ဒါပေမဲ့သူမလက်ကိုထိလိုက်တာနဲ့ဂျိုသားကတဖြည်းဖြည်းပြောင်းလဲလာပြီးသူမရဲ့အသွင်ပြင်ကိုယူသွားတယ်။ဂျိုသားကလူသားမျိုးဗီဇတွေကိုချက်ချင်းကူးယူနိုင်တယ်ဆိုတာသိလိုက်ရတယ်။သူမအံ့အားသင့်သွားပေမဲ့ဒီကနေထွက်ပြေးဖို့ကအရေးကြီးတယ်။ဒါကြောင့်ဘုံရဲ့ဘေးကင်းရေးတန်တင်ကိုဖြုတ်ပြီးအဲ့ဒီကနေမြန်မြန်ထွက်ပြေးသွားတယ်။မိစ္ဆာကချက်ချင်းမီးလောင်သွားပြီးမီးပြရိုက်ကနေလည်းထွက်ပြေးနိုင်ခဲ့တယ်